အားလုံးတာလီတော့ပါမင်္ဂလာပါခင်ဗျကျွန်တော်တို့ကတော့ဖြူစင်ခွင်ဖောင်ဒေးရှင်းဖြစ်ပါတယ်ကျွန်တော်တို့အခုဒီကြောက်ပြမျိုးတွေကစစ်ချောင်းစကန်တစ်ခုကိုကိုကြီးကေဆေဖို့အတွက်ရောက်ရှိနေကိုကြီးကေဆေလုပ်ဖို့အတွက်ရောက်ရှိနေတာဖြစ်ပါတယ်ဒီစစ်ချောင်းစကန်မှာဆိုရင်တော့အိမ်ထောင်စု189စုခိုလုံနေပြီးတော့လူဦးရေ600ကျော်ရှိပါတယ်ခင်ဗျဒီဒီကန့်မှာပေါ့နော်ဒီကိုကြီးမှုတွေလုပ်နိုင်အောင်အတွက်ကျွန်တော်တို့ဒီဖြူစင်ခွင်ဖောင်ဒေးရှင်းကိုဒီအဖြူအောင်မျိုးဆက်လူငယ်ပရိုက်တာအသင်းပြီးရင်ရခိုင်ပြည်နယ်ကစေလုံးကမဲ့ပရိုက်တာအသင်းအင်ဂျီအာရခပရိုက်တာအသင်းတို့သုံးသန်းစုပေါင်းပြီးတော့ဖွဲ့စည်းလိုက်တဲ့ဒီအင်ဂျီရခိုင်မျိုးဆက်လူငယ်ပရိုက်တာအသင်းကနေပြီးတော့ကြောက်ဖြူဖက်ကစစ်ဆောင်တွေအတွက်195သိန်းကိုညီယူတန်းလို့ရှိပါတယ်ပြီးတော့မှဒီရွှမ်ဘူလီဘောဝင်းညီကိုမောင်နှမများစီဘေးရှောင်းပြည်သူများထောက်ပံ့ရေးအဖွဲ့ကလည်းဒီအသင်းနဲ့တူတူပေါ့နော်ဒီစစ်ဆောင်စခန်းမှာဒီတောက်ရရရှိဖို့အတွက်တောက်ရရှိဖို့အထောက်ပံ့ဖြစ်စေဖို့အတွက်ရေစုပ်ဆက်တစ်ခုကိုညီနိုင်ဖို့အတွက်ပါဝင်ကိုညီလှူဒန်းပေးထားလို့ရှိပါတယ်အခုမြေပြင်မှာတော့ကျွန်တော်တို့ဒီစစ်ချောင်းလူထု600ကျော်အတွက်အဆင်ပြေနိုင်အောင်ပေါ့လေနော်ကျွန်တော်တို့ဒီအင်ဂျီရခိုင်ပရိုက်တာအသင်းနဲ့အတူတူကိုညီလှူဒန်းပေးခဲ့တဲ့ရွှမ်ဘူလီဘောဝင်ကြီးကိုမောင်နှမများစစ်ချောင်းပြည်သူထောက်ပံ့ရေးအသင်းရဲ့အလူငွေတွေနဲ့ဒီမှာရေစုပ်ဆက်တစ်လုံးနဲ့ဒီရေလောင်ငါတစ်ခုတက်ဆင်ပြီးတော့မှအကူညီပံ့ပိုးပေးထားပါတယ်ခင်ဗျအခုလိုကူညီနိုင်ဖို့အတွက်ကျွန်တော်တို့ဒီဖြူစင်ခွင်ကနေတဆင့်ကူညီလှူဒန်းပေးတဲ့ဒီအင်ဂျီရခိုင်မျိုးဆက်တဲ့လူငယ်ပရိုက်တာအသင်းနဲ့ရွှမ်ဘူလီဘောဝင်ကြီးကိုမောင်နှမများအသင်းကိုစစ်ချောင်းလူပြည်သူလူထုတည်းလုံးနဲ့အတူတူကျွန်တော်တို့ဖြူစင်ခွင်ဖောင်ဒေးရှင်းနဲ့ဒီစင်ချောင်းလူငယ်ပရိုက်တာအသင်းကအထူးပင်ကျေးဇူးတင်ရှိပါတယ်အခုမြေပြင်မှာလည်းကျွန်တော်တို့ဒီကန့်မှာပေါ့နော်ကျွန်တော်တို့ဒီအင်္ဂလိပ်ရခိုင်လူငယ်မျိုးဆက်ပရိုက်တာအဖွဲ့ရဲ့အလူငွေတွေနဲ့ကျွန်တော်တို့အိမ်သား6လုံးကိုကူညီပြီးတော့ဆောက်လုပ်ပေးတော့ဖို့အစီအစဉ်ရှိပါတယ်ဒီအိမ်သားတွေကလည်းမကြခင်2ရက်3ရက်အတွင်းမှာပြီးစီးနိုင်အောင်ကျွန်တော်တို့စူးစမ်းပြီးတော့လှုပ်ဆောင်လို့ရှိပါတယ်ဒီအင်္ဂလိပ်ရခိုင်ရဲ့အလူငွေနဲ့ဆိုရင်ကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်ပတ်လောက်ကတော့ကျွန်တော်တို့ဒီ400ကျော်ပေါ့နော်300ဘို့လောက်ကိုတုံးပြီးတော့ဆိုဒီအိမ်ထောင်စု400ကျော်စာအတွက်ကျွန်တော်တို့ကူညီထောက်ပံ့ပေးထားလို့ရှိပါတယ်ခင်ဗျဆက်လက်ပြီးတော့လည်းကျွန်တော်တို့နဲ့အတူတူပါဝင်ကူညီပေးကြဖို့အတွက်မြစ်တာရက်ခံရပါတယ်ကျေးဇူးတင်ပါတယ်